ဒီဗီဒီယိုမှာ Instapay မှာအစားထိုးကတ်တစ်ခုဘယ်လိုတောင်းဆိုရမလဲဆိုတာပြသပေးပါမယ်။အဆင့်တစ်သင့်ရဲ့ Instapay app ကိုဖွင့်ပါအဆင့်နှစ်သင့်မျက်နှာပြင်ဤထိပ်တွင်ရှိသောကတ်ကိုနှိပ်ပါအဆင့်3အောက်သို့ဆင်းပြီးအစားထိုးကတ်တစ်ခုမှာယူပါကိုနှိပ်ပါတင်းကောက်မှငန်းနှစ်ဆက်ကြီးကိုနှုတ်ယူသွားမည်ဖြစ်ကြောင်းကျေးဇူးပြု၍သတိပြုပါဆက်လက်လှုပ်ဆောင်ခြင်းမပြုမီတင်တွင်လက်ကျန်ငွေလုံလောက်စွာရှိကြောင်းသိချပါစေအဆင့်4တစ်မှတ်ပုံတင်ထားသောလိပ်စာကိုအလိုလျောက်ပြသပေးပါမည်ပေးပို့မှုတိကျစေရန်လိုအပ်ပါကနှင့်အကိုတီးဖြတ်နိုင်ပါသည်အဆင့်5အစားထိုးကတ်တစ်ခုတောင်းဆိုရသည့်အကြောင်းရင်းကိုရွေးချယ်ပါတဲ့အတွက်အသင့်တော်ဆုံးရွေးချယ်မှုကိုရွေးချယ်ပါအဆင့်6အားလုံးအတည်ပြုပြီးသည့်နေ့ submit ကိုနှိပ်ပါအဆင့်9ဆက်လုပ်ရန်ဟုတ်ကဲ့ကိုနှိပ်ပါအဆင့်8တင့်တောင်းဆိုချက်ကိုအတည်ပြုရန်တင့်ခင်းကိုရိုက်ထည့်ပါဒါပါပဲဂုဏ်ယူပါတယ်တင့်ကတ်အစားထိုးတောင်းဆိုချက်ကိုအောင်မြင်စွာတင်သွင်းပြီးပါပြီတင့်တောင်းဆိုချက်ကိုယခုစီမံဆောင်ရွက်နေပါသည်တင့်ကတ်ရောက်ရှိသည့်နေ့ကျွန်ုပ်တို့အကြောင်းကြားပါမည် Instapay ကိုရွေးချယ်တဲ့အတွက်ကျေးဇူးတင်ပါတယ်